packaging design တခုကိုကျွန်တော်ဘယ်လိုမျိုး presentation လုပ်ပြလဲပေါ့နော်ပထမဆုံး slide မှာတော့ကျွန်တော်ဒါ main design ပေါ့နော်တကယ် main ဒီမှာဆိုတော့ကျွန်တော်အဖုံးအတွက်ရယ်ပြီးအောက်က body မှာပါမယ်ဟာပေါ့နောက် slide ကြတော့ကျွန်တော် detail လေးဖြစ်သွားတယ်အဲ့တော့ဒီမှာ canvas sticker design လေးတွေကိုကျွန်တော်ဒါမျိုးလေးတွေမျိုးကွဲလေးပေါ့နော်အရသာမျိုးကွဲလေးကိုဒါမျိုးလေးလုပ်ထားတယ်အဲ့တော့ဒီမှာဆိုရင်ထပ်ရှင်းပြထားတာပါလဲဆိုရင် flavor name ရှိမယ် flavor အကြောင်းရှင်းပြရှိမယ်ဘာညာပေါ့အဲ့တော့ပြီးရင်အကြောင်းကွဲတွေအတွက်ဘယ်လို design မျိုးဖြစ်မလဲဆိုရယ် sample ပါတစ်ခါတည်းပြလိုက်တာပေါ့နော်ဒါအကြောင်းကွဲthe flavor အကွဲတွေကိုဘယ်လို design မျိုးဖြစ်မလဲဆိုတာကိုကျွန်တော်ဒါ3ခုလောက်အရင်လုပ်ပြလိုက်တာပေါ့နော်အမှန်တကယ်ဒီ project ကအရသာ20လောက်လောက်အောင်ပါပေါ့အဲ့တော့ဒီကောင်ကကျွန်တော်ဘူးကို preview ပြတယ်ဘယ်လိုမျိုးလေးမြင်ရမယ်ပေါ့အဲ့တော့ဒါအရေးကြီးတယ်ကိုဆွဲ design ကတကယ် actual product မှာဘယ်လိုမျိုးပေါ်မလဲဆိုတာအရေးကြီးတယ်ပြီးရင် brand story သုံးထားတဲ့ tax တွေစာတွေဒါလေးတွေကိုအသေးစိတ်ရှင်းပြပါတယ်အဲ့တော့ဒီရေကမုတ်ဆိုင်လေးရတယ်ကျွန်တော်တို့ Junction Square မှာမချခင်ဖွင့်တော့မှာပေါ့နော်အဲ့တော့ဖွင့်တဲ့အခါကျရင်သွားပြီးတော့အားပေးချပါအောင်ကျွန်တော်ရဲ့ design လေးလည်းသွားကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်